တပ်လုံးနဲ့လိုက်လုတ်တွေကိုတည်ဆောင်ထားတဲ့ကျိုးဆိုင်တရားတွေရဲ့ကျိုးတစ်ချောင်းချင်းပေါ်မှာရှိတဲ့တရားတွေကိုဘယ်လိုတွက်ချက်ရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကျိုးတရားတွေတွက်ချက်ရမှာအဓိကအသုံးပြုတဲ့ formula ကတော့ T = KF1 square ပဲဖြစ်ပါတယ်။ T ဆိုတာက cable tension force, K ဆိုတာက cable property နဲ့ F1 ဆိုတာက fundamental frequency ဖြစ်ပါတယ်။ K ကိုရှာဖွေဖို့အတွက် 4WN square/A ဆိုတဲ့ formula ကိုအသုံးပြုရမှာဖြစ်ပါတယ်။ cable ရဲ့ unit weight နဲ့ length တွေကိုတော့ဒီဇိုင်းတော်ရနေရရှိမှာဖြစ်ပါတယ်။ A ဆိုတာက unit coefficient ဖြစ်ပြီးတော့ကီလိုနျူတန်ဆိုရင်1000တန်ဆိုရင်1ကိုယူ300မှာဖြစ်ပါတယ်။ဥပမာအနေနဲ့ဒီ cable ရဲ့ unit weight က 38.14 kg/m ရှိပါတယ်။သူ့ရဲ့ length ကတော့48 m ရှိပါတယ်။တွက်ချက်လိုက်တဲ့အခါ351498 kg/m ဆိုတဲ့ ကီတန်မိုးကိုရရှိပါတယ်။ cable tension force ဖြစ်တဲ့ T ကိုကီလိုနျူတန်အနေနဲ့အသုံးပြုမှာဖြစ်တဲ့အတွက် unit coefficient ဖြစ်တဲ့1000နဲ့စားလိုက်တဲ့အခါ351.498 ကီလိုနျူတန်ဖြစ်သွားပါတယ်။ဒါဆိုရင်လိုအပ်တဲ့ data တွေပြည့်စုံဖို့အတွက် fundamental frequency F1 ပဲလိုအပ်တော်တာဖြစ်ပါတယ်။ F1 ကိုတော့ instrument တွေကိုအသုံးပြုပြီး vibration method နဲ့ရှာဖွေရမှာဖြစ်ပါတယ်။ပထမဦးစွာတိုင်းတာမဲ့ကြိုးပေါ်မှာ vibration sensor ကိုမြဲမြံစွာခြည်ရပါမယ်။ vibration sensor ခြည်ပြီးတဲ့အခါ cable ကို rubber hammer နဲ့ vibration sensor ရဲ့တပေအကွာမှထုပါမယ်။ဒီလိုထုတဲ့အခါ vibration sensor မှာရရှိတဲ့ data တွေကို software မှာ analysis လုပ်ပြီးတော့ cable အတွက်လိုအပ်တဲ့ frequency တွေကိုရရှိမှာဖြစ်ပါတယ်။ဒီမှာဆိုရင်တိုင်း domain မှာရှိတဲ့ weight တွေကို Fast Fourier transform အသုံးပြုပြီးတော့ frequency domain ကိုပြောင်းလဲပေးတာဖြစ်ပါတယ်။ဒီပြောင်းလဲမှုကြောင့် cable အတွက်လိုအပ်တဲ့ fundamental frequency ကိုရရှိမှာဖြစ်ပါတယ်။ဒီမှာဆိုရင် fundamental frequency ကပထမဆုံး frequency ဖြစ်တဲ့ 1.76 ဖြစ်ပါတယ်။ fundamental frequency ဖြစ်ကြောင်းသိချစေဖို့ second frequency နဲ့ third frequency အထိပါ data ကောက်ပေးရပါတယ်။ဒီမှာဆိုရင် first mode, second mode, third mode နဲ့ first frequency, second frequency နဲ့ third frequency တွေပဲဖြစ်ပါတယ်။ frequency တွေကို၎င်းတို့ရဲ့သက်ဆိုင်ရာမုန်းနံပါတ်တွေနဲ့စားလိုက်တဲ့အခါတစ်ခုချင်းစီရဲ့ fundamental frequency တွေကိုရရှိမှာဖြစ်ပါတယ်။တန်ဖိုးအလုံးတူနေတဲ့အတွက် fundamental frequency F1 ဟာ 1.76 Hz ဖြစ်ကြောင်းသိချသွားပါပြီ။ဒါဆိုရင် formula ကိုအသုံးပြုပြီးတော့ cable tension force တွေကိုရှာဖွေလို့ရပါပြီ။တွက်ချက်မှုကရရှိတဲ့110တန်ဆိုတာတပ်လုံးလိုက်လုတ်တွေကြောင့်ကျိုးပေါ်ကိုတက်ရောက်နေတဲ့ကျိုးရဲ့တင်းအားပဲဖြစ်ပါတယ်။ကျိုးတင်းအားတိုင်းတာခြင်းဟာကျိုးရဲ့ safety ဘိုင်းကိုအများကြီးအထောက်အကူပြုတဲ့တိုင်းတာမှုတစ်ခုပဲဖြစ်ပါတယ်။တိုင်းတာရရှိတဲ့ကျိုးတင်းအား data တွေကိုကြည့်ပြီးတော့ကျိုးဟာ၎င်းရဲ့ စေ့တိုင်းထဲမှာရှိမရှိသိရှိရမှာပဲဖြစ်ပါတယ်။